အားလုံးပဲမိလာတော့ကျွန်တော်ဒီနေ့မှာတော့ဦးစီးနာဘုရားနဲ့ကျက်ကျလန်ဘုရားတွားခဲ့တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဒါတော့တွားနေတဲ့လမ်းရဲ့ပုံစံပါဒါတော့ကျွန်တော် view လေးပေါ့နော်တောင်ပေါ်ကနေကြည့်တဲ့ view လေးပေါ့ဒါတော့ကျွန်တော်ဦးစီးနာဘုရားဖြစ်ပါတယ်ဒီဘုရားမောင်ငယ်မှာတကူကြီးရဲ့ဘုရားရဲ့တဆူပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ပထမဆုံးတွေ့တဲ့ဘုရားကိုကျွန်တော်ဝင်ကြတော့ပါတယ်ဘုရားတော့ကျွန်တော်ရဲ့ညီလေးလီယိုခင်းပဲဖြစ်ပါတယ်ကျွန်တော် view ပြမယ်ကျွန်တော် view vlog လှကြောင်ပြမှာဖြစ်ပါတယ်အဲ့မှာတွေ့တာ view ထဲမှာပါတယ်ရထားလေးရထားပူတာပေါ့အမရထားလေးရှိတယ် view ကတော်တော်လှတယ်ပေါ့ကြည်ကားရအတိုင်းပါပဲဟုတ်ပါတယ်ဒါတော့ကျွန်တော်အနေနဲ့တနင်္ဂနွေဖျားပဲဖြစ်ပါတယ်ဒါတော့ဖျားကြီးပေါ့ဟုတ်တယ်ဖျားကြီးဖြစ်ပါတယ်ဒါတော့အဆောက်ထဲမှာအဆောက်တော့မသိဘူးဘယ်လိုခေါ်လဲတော့မသိဘူးအဲ့ဒီမှာရှိရရုပ်ထုတွေလိုက်ပြမှာပေါ့ဒီထဲမှာရှိရပေါ့ကျွန်တော်ဒါအစဝင်မရရဲပါဘူးအရင်ဆုံးမရခဲ့ရပါအဲ့မှာတွေးကြလားရုပ်ထုတွေဘာတိတ်ပဲလဲတော့ကျွန်တော်မသိပါဘူးဒီတိုင်းမြင်တွေ့ပြီးအောင်ကျွန်တော်ရိုက်တာဖြစ်ပါတယ်ပြီးတော့တော်လေးများတယ်ပေါ့နော်ပြီးတော့အရှိမဟိုဓာတွေပေါ့ဘယ်လိုခေါ်လဲကျွန်တော်လည်းမခေါ်တော့ပကြီးကားရင်ကဘယ်လိုခေါ်ဘောင်နေနဲ့လောက်လာတာပေါ့နော်အဲ့ဒါလေးဒါလေးတော့မသိကျွန်တော်ရိုက်ခဲ့တာပေါ့မြင်တွေ့ဘူးတဲ့သူတွေရှိအောင်ပေါ့အမြင်တွေ့ဘူးတဲ့သူတွေတော့ပေါ့မြင်တွေ့ဘူးလို့ရအောင်ရိုက်ပြခဲ့တာဖြစ်ပါတယ်ဒါတော့စီဖြူဖို့ဖြစ်ပါတယ်စီဖြူဖို့ပါဟုတ်ပါတယ်ဒါတော့ဒီဘက်ကမြင်ကွင်းလေးပေါ့ဒီမှာတော့ဖျားကြီးတော့ရှိရပေါ့ကျွန်တော်တစ်တော့ဝယ်ရိုက်ခဲ့ရပါတပ်လို့တော့ခါလောက်တယ်ဒါကျွန်တော်ခါလောက်တီးပါဖြစ်ပါတယ်ဘာလဲကျွန်တော်ညီလေးရခိုင်တာပေါ့ခါလောက်တီးတာခေါင်းဒီဘီလမထောင်းလိုက်တွေ့ကြတာဒါဒီဘက် view လေးပေါ့မိုက်ရပေါ့ဒီမော်ညာနေရတာလည်းကန်အောင်ပါလေတော်လေးလာတယ် view လေးကဒါတော့ဖျားပေါ့ဒီဘက်မြင်ခွေးဒီကတော့အဲ့တဲ့အစဝင်ရိုက်ဖို့ပဲလူရှိနေတာကြောက်လို့မရိုက်ခဲ့ဘူးဒါမြင်တွေ့ဘူးရောဗောနော်တခြားမျိုးသူတွေမြင်တွေ့လို့အောင်ကျွန်တော်ရိုက်ပြီးမှဖြစ်ပါတယ်ဟုတ်ပါတယ်ဒါတော့အရန်ချောလေးဘေးတစ်ခုပဲဖြစ်ပါတယ်တော်တော်လေးချောပါတယ်ဟေးကိုမျက်စိကိုတော့နေတော့တနာဝါဖုံးနေလီယိုခင်းမြူကျွန်တော်ညီလေးလီယိုခင်းနဲ့ဒီလိုရိုက်လာတဲ့ဗီဒီယိုပေါ့ဟုတ်တယ်သူ့ရဲ့ YouTube channel မှာလည်းဒါမျိုးဗီဒီယိုတစ်ပုတ်တင်တာပေါ့ဒါမျိုးတော့မဟုတ်ဘူးသူမော်လမြိုင်ရဲ့ဒီဆိုရတာပေါ့ဒါတော့ကြိုက်လန်ဖျားဖြစ်ပါတယ်ကြည့်လိုက်ပါကျွန်တော်ရိုက်ပြဖြစ်ပါတယ်ဒါနဂယုံပေါ့ဒါကြောင့်တလိကစီမှာပေါ့တလိကခလုံးနှိမ့်လိုက်ရင်ခက်ကြတော့တလိကပေါ့ဒါတလိကပေါ့မှာဖြစ်ပါတယ်တလိကပြန်ထွက်ခဲ့ပြီဒီပေါ်မှာဒီကြောတိုက်ရတာပြီးတာစပင်းတော့ကျွတ်တော့မလင်းဆိုရတာစားတော်လေးအေးရဒီပေါ်မှာကင်မရာအလင်းလေးရနေအောင်နားမနှုံးမယ်စင်ပြေကျွန်တော်တို့ short share အေးရပါတော့ကျွန်တော်
မကျွန်တော်တေးတော့အဲ့တော့ကျွန်တော်အဆင်ပြေတယ်ပေါ့နော်ဘာတော့ချက်ရမှာဒါကြောင့်ထပ်ပြမယ်ပေါ့နော်ဝင်ရမယ်ပေါ့ဒီကျွန်တော်မဆောင်ကြလို့ကျွန်တော်ပြီးလိုက်ခဲ့ရပါဒါကျွန်တော်ပြေးတော့ရိုက်ခဲ့ရပါကြည့်ရပါဗီဒီယိုလေးဆက်ကြည့်လိုက်ပါဖြစ်တယ်ကြိုက်တယ်လားဖေအရင်တော့ရှမ်းတက်လန်လို့ခေါ်တယ်ပေါ့ဟုတ်လားတော့မသိတကယ်လို့လေးလာကြည့်ရင် Google မှာရှာကြည့်လိုက်ပါကြိုက်တယ်လားဖေအကြောင်းဆိုပြီးတော့တွေ့ပါမယ်တကယ်တကူကြည့်တဲ့ဖေပါတကယ်လည်းလေးလာတင်တယ်ဗောနော်ဒီအကြောင်းတွေကမြန်မာနိုင်ငံမှာနေပြီးတော့မြန်မာနိုင်ငံမှာရှိတဲ့ဈေးကြီးအကြောင်းတွေတော့သိပြန်ပါတယ်ဒီမှာကျွန်တော်တို့က grow မယ်ဆိုလို့ခေါ်ရလို့ကျွန်တော် grow မှာဖြစ်ပါတယ်ကျွန်တော် grow ပုံချက်ကြည့်လိုက်ပါကျွန်တော် grow နဲ့ဗျာတော်တော်တက်ပယ်တယ်နော်တွေ့ရလားကျွန်တော်မကြည့်နဲ့ဖះကိုကြည့်တကယ်တက်ပယ်ဒါကြောင့်ထပ်ပြမှာပေါ့ဟုတ်တယ်ဒါပြတ်ထောက်ပါပြီဒါအဲ့တစီလေးပြတ်နေမှာရမှာဘာပြောပြောနေမှာကိုဘာလဲဒီโอเคမြူလဲ bro မြူနေဒီပါလေโอเคပါမြူ bro I love you okay ကျွန်တော်ဒီပါလေကိုဒါတော့ကျွန်တော်ဖိအားပေါ့နော်ဟုတ်ကဲ့ကိုတေးတော့မခေါ်တော့ဘူးဒါတော့ကျွန်တော်တို့ပြန်လာပါပြီဒါတက်လီကပုံမှာပေါ့တက်လီကပြန်ခဲ့အဲ့ဒီဖျားပြန်ခဲ့တယ်ပေါ့ဒါတော့ကျွန်တော်ကန်နဒါသွားတယ်ကန်နဒါသွားပြီးတော့ကျွန်တော်အိမ်ပြန်ပါပေါ့ဗီဒီယိုလေးဆုံးလေးကြည့်ကြအားလုံးအခြေစုတင်ပါတယ်အဘွားရက်ချစ်တယ်